ဒါကလည်းရခင်83နဲ့ကွာချက်တွေပေါ့ဗျာဟုတ်ကဲ့အဲ့ညမှာလည်းကျွန်တော်တို့ဒီစိုးရင်ပူပန်မှုရှိနေတဲ့ကိစ္စတွေကျွန်တော်တို့ကြားသိနေရပါတယ်ဟုတ်ကဲ့ဗျာအထူးသဖြင့်အဲ့ဒီမိကုန်းနေပါပေါ့နော်မိမိကဘယ်လူမျိုးထဲမှာပါလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီကသတ်မှတ်ပေးထားတဲ့ဒီကုတ်နံပါတ်တွေနဲ့ဒါဖြည့်ပြရမှာပေါ့ဥပမာရှမ်းဗမာဆိုရင်ဒါသူတို့ကအရင်ရှမ်းဒီပေါ့နော်ဒါပေမဲ့သူတို့ကျွန်တော်တို့ဒီမှာတရားဝင်ကရှမ်းဗမာပဲသတ်မှတ်ထားတာသူတို့ဒါရှမ်းဒီသတ်မှတ်ပေးပါဆိုတာမျိုးနောက်တစ်ခါဒီဇိုမီကသူ့ကိုချင်းအုပ်စုထဲမှာမထည့်ပါနဲ့သူကတတ်ချင်းပြည်နယ်မှာပဲနေထိုင်နေတိုးတော့ဇိုမီဆိုတဲ့တိုင်းသားတစ်မျိုးအနေနဲ့တောင်းဆိုတာမျိုးနောက်တစ်ခါဒီတဝဲဒီမျိုးဆိုပြီးတော့မြန်မာစကားပြောပြင်မယ်လေမြန်မာစကားပြောတာချင်းတူတူအဲ့လိုမျိုးတောင်းဆိုတာမျိုးတွေလည်းကျွန်တော်ကြားသိရပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဝင်းကြီးပါများပြောပြချင်ရှင်းပြချင်ပါကျေးဇူးတင်ပါတယ်ဗျဟိုလူမျိုးကိစ္စလေးတွေကနည်းနည်းလေးအပြင်မှာလေဆိုတော့တချို့လဲဟိုရှင်းပြတာတွေကဟိုလက်လက်မမီတဲ့လည်းဖြစ်မှာပါဆိုတော့အဲ့လိုပြဿနာတွေဖြစ်တော့ဟိုကျွန်တော်လူမျိုးနဲ့ပတ်သက်ပြီးပြည့်စုံလေးခါရှင်းပြပါမယ်ဟုတ်ကဲ့နံပါတ်1လူမျိုးနဲ့ပတ်သက်လို့မေးလေးပေးတာရှိတာကကျွန်တော်တို့ကလူမျိုး135မျိုးပေါ်မှာအခြေခံတယ်လို့ပြောတဲ့အတွက်ကြောင့်တချို့ကလည်း135မျိုးဆိုတာမရှိတော့ဘူးအချို့လူမျိုးတွေမရှိတော့ဘူးဒီ135မျိုးတွေမှာမပါတဲ့လူမျိုးတစ်တွေလည်းထပ်ပြီးတော့အရင်မကောက်ပြီးတာလည်းဖြစ်ပေါ့ဒါတွေထပ်ပေါ်နေတယ်ဒီအတွက်ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတဲ့ဒီလိုမျိုးတွေရှိတယ်လွတ်တော်မှာတော့ဒီမျိုးတွေကျွန်တော်တက်ပါတယ်ဟုတ်ကဲ့အဲ့တော့နံပါတ်1ကဒီ135မျိုးကိုကျွန်တော်တို့ကဘာကြောင့်အခြေခံကိန်းဂဏဖြစ်အသုံးပြုရလဲဆိုတော့ဒါဟို British Colony လက်ထက်ပေါ့နော်1932ခုနှစ်စစ်တမ်းကောက်စင်တွေက135မျိုးရှိတယ်လို့အတည်ပြုခဲ့တာပေါ့နောက်ပြီးတော့ဒီဘက်မှာလည်းအစင်းစင်ပေါ့နော်ဒီကျွန်တော်တို့အစိုးရအဖွဲ့အစည်းတွေတက်ဆိုင်ရာသမိုင်းသူတွေတဲ့ပေါက်စညှိနှိုင်းပြီးတော့လောလောဆယ်တော့135မျိုးရှိတယ်ဟေးဆိုပြီးထုတ်ပြန်ထားတယ်ဟုတ်ကဲ့ဆိုတော့ဒါအခြေခံကိန်းလောလောဆယ်ဖြစ်နေတာပေါ့အဲ့ဒီပေါ်အခြေခံပြီးတော့ကျွန်တော်တို့1993ခုနှစ်ပြည်လုံးကျွတ်စစ်တကောင်စင်းကောက်တော့လည်း135မျိုးပေါ်အခြေခံပြီးတော့ကောက်ခဲ့တယ်83ခုနှစ်ကောက်တော့လည်းဒီပေါ်မှာအခြေခံပြီးတော့ကောက်ခဲ့တယ်ခုနှစ်ပေါင်း30ချားပြီဆိုတော့135မျိုးဒီမှန်ပါဦးမလားနော်ရော့သွားတာလည်းများရှိမလားတိုးလာတယ်များရှိဘူးစစ်ဖို့အတွက်ဒီတကောင်စင်းကောက်တာပဲအဲ့တော့ကျွန်တော်ဆိုလိုတာက135မျိုးပဲရှိနေတယ်ဒါကိုပဲအတည်ပြုထားတယ်ဆိုလို့ချက်မဟုတ်ပါဘူးခင်ဗျအဲ့တော့အခြေခံကိန်းဂဏဖြစ်တရားဝင်ထုတ်ပြန်ထားတဲ့အပေါ်မှာအခြေခံခြင်းသာဖြစ်ပါတယ်ကျွန်တော်တို့ခုကောက်တဲ့ပုံမူတည်ပြီးတော့ဒီပုံမှာဒါကျွန်တော်တို့ဟိုမပါတဲ့ဟာလဲပျောက်သွားတဲ့ဟာလဲပျောက်သွားမယ်အစ်စ်တိုးတဲ့ဟာလဲတိုးလာပါမယ်ဆိုတဲ့သဘောလေးဖြစ်ပါတယ်ပြည်ထောင်စုဝန်ကြီးဦးခင်ရီနဲ့ VOA တွေ့ဆုံမေးမြန်းခန်းဒုတိယပိုင်းကိုမနေ့ဖြန်မှာဆက်လက်ရှုစားနိုင်ပါတယ်ခင်ဗျာ